ကျွန်တော်ကတော့ကြော်သူပါပြန်ရောအခါကမြန်မာပြည်သူလူထုအားပေးချစ်ခင်ခဲ့တဲ့ရုပ်ရှင်တရုပ်ဆောင်ဒါရိုက်တာတူပါဇာတ်ရုပ်မျိုးမျိုးဇာတ်ကောင်စရိုက်မျိုးမျိုးနဲ့ပြည်သူလူထုပြည်သက်အပေါင်းကိုပိတ်ကားထက်ကနေလောဘဒေါသမောဟတောကဟာသပေါင်းစုံနဲ့ဖြောပြခဲ့တဲ့ရုပ်ရှင်မင်းသားကြော်သူပါဒါမဲ့အခုချိန်မှာတော့ရုပ်ရှင်မင်းသားကြော်သူဘဝကနေမသားမင်းသားဘဝကိုပြောင်းလဲသွားပါပြီဒါနဲ့ဒီမသားမင်းသားဆိုတဲ့ဂုဏ်ပုဒ်ကိုကျွန်တော်ပိုတန်ဖိုးထားတယ်ပိုနှစ်သက်ပီတိလည်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုကဘာမြေပြင်ကိုရောက်ရှိပြီးကဘာမြေပြင်ကထွက်ခွာသွားတဲ့လူတွေအတွက်သေတော်သူသည်သုတ်တန်တို့တသက်သာသာသွားသိမ့်ပြီးဆိုတဲ့စကားတိုင်းကျွန်တော်ပေးဆက်နိုင်ခဲ့တဲ့အတွက်ဖြစ်တယ်ကျန်ရည်သူအပူမီတွေကိုလည်းငြိမ်းအေးခွင့်ရခဲ့တယ်ဒါကြောင့်ကျွန်တော်ရုပ်ရှင်မင်းသားကျော်သူဘဝတဲ့မသားမင်းသားကျော်သူဘဝကိုပို့ပြီးတန်ဖိုးထားပါတယ်ဒီလိုရုပ်ရှင်မင်းသားဘဝနဲ့မသားမင်းသားဘဝကိုအရှင်လက်လက်ရောက်သွားခြင်းအကြောင်းကတော့2009စက်တင်ဘာပန်ကအရေးချင်းလို့ခေါ်တဲ့ရွှေဝါရောင်တော်လိုင်းကြီးကအစပြုခဲ့တာဖြစ်တယ်နေဘူးမိုးရလည်းမှဖဏမပါထီးမပါပဲငြိမ်းချမ်းစွာမေတ္တာပို့ရွတ်ဖတ်ပူဇော်နေကြတဲ့တန်ဃာတော်အရှင်မြတ်အပေါင်းကိုစွန့်စားမဲ့ကိစ္စကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကျွန်တော်တို့အနုပညာရှင်တွေကျွန်တော်တို့လူမှုရေးသမားတွေအားလုံးမှာတာဝန်ရှိဒါကြောင့်ရွှေကုန်းအရှိဘက်မဟုတ်ကျေးသွန်းဘုရားကြီးရှိမှကျွန်တော်တို့တန်ဃာတော်တွေစွန့်ကပ်လောင်းလှူကြတယ်အဲဒီစွန့်ကပ်တဲ့ကိစ္စနဲ့ပဲကျွန်တော်နဲ့ကျွန်တော်ဇနီးရွှေစည်းကွက်တို့အဖမ်းခံခဲ့ရတယ်ဗုဒ္ဓဘာသာဝင်တယောက်ဟာတန်ဃာတော်ကိုစွန့်ကပ်တာအပြစ်ရှိလားဗျာအဖမ်းခံရပြီးပြန်လွတ်လာတဲ့နေ့မှာအနုပညာလုပ်ငန်းတွေကိုအပိတ်ခံလိုက်ရတယ်ဆိုတာကျွန်တော်သိလိုက်ကျွန်တော်ရုပ်ရှင်ဇာတ်ကားတွေအကုန်လုံးပြခွင့်မပြုတော့ဘူးဒါပြင်ကျွန်တော်ရေးသားထားတဲ့ဆောင်းပါးတွေစာမျက်နှာပေါ်တင်ခွင့်မရတော့ဒါနဲ့ကျွန်တော်အထီးကျန်စွာနေအိမ်မှာပဲအနုပညာသမားတယောက်ရဲ့ထွက်ပေါက်အနေနဲ့ပကြီးကားတွေရေးဆွဲခဲ့အဲ့ဒီပကြီးကားတွေကိုအများပြည်သူပြသခြင်းနဲ့ဆန္ဒနဲ့ရန်ကုန်မြို့မှာပြပွဲလုပ်ဖို့ကျွန်တော်ကြိုးစားခဲ့ဒါပေမဲ့ကျွန်တော်ရေးဆွဲတဲ့ကားတွေပြသခွင့်မပြုခဲ့ဒီမှာတင်ကျွန်တော်မထင်မှတ်တဲ့အကျွေးတစ်ခုရခဲ့တယ်ဇန်နဝါရီလ1ရက်နေ့2017ခုနှစ်ကျွန်တော်ဇနီးရွှေစည်းကွက်ရဲ့မွေးနေ့အဲဒီမွေးနေ့မှာကျွန်တော်မိတ်ဆွေတွေကိုဖိတ်မယ်အကျွေးမွေးနဲ့ဧည့်ခံမယ်ကျွန်တော်လေးစားတဲ့ပုဂ္ဂိုလ်ကြီးတွေတန်မိုးထားတဲ့ပုဂ္ဂိုလ်ကြီးတွေကျွန်တော်မြန်တို့ချစ်ခင်ရတဲ့မိတ်ဆွေတွေကျွန်တော်အားထားတဲ့လူမျိုးရေးသမားတွေသူတို့ဖိတ်အဲ့မှာအမေတော်အောင်ဆန်းစုကြည်ပါဝင်ခဲ့မေစုကျွန်တော်တို့အိမ်ကိုလာတယ်ကျွန်တော်တို့လင်မယားကိုအားပေးတယ်တက်သိပ်တယ်ကျွန်တော်ပကြီးကားတွေကိုအမေစုကြည့်ရှုအားပေးခဲ့ကျွန်တော်ကလည်းအမေကျွန်တော်မမရရပကြီးကားတကားလောက်ဆွဲပေးပါလို့တောင်းဆိုလိုက်မိအမေပကြီးဆွဲတတ်တယ်ဆိုတာကျွန်တော်သိထားလို့ပဲအမေကချက်ချင်းပဲစုတ်တံအောင်ကင်လိုက်တယ်စီစေးအပြာကိုစုတ်တံနဲ့တိုးလိုက်တယ်နောက်အသိထောင်ထားတဲ့ပကြီးပိတ်ကားအဖြူပေါ်မှာမိနစ်ပိုင်းအတွင်းရေးဆွဲလိုက်တယ်နောက်စုတ်တံကိုကျွန်တော်ကိုပေးပြီးပါဆက်ဆွဲလိုက်ပါတဲ့ကျွန်တော်ပဲဆက်ဆွဲရမလဲအမေဆွဲထားတဲ့ပကြီးကားအသက်ဝင်နေတယ်ရေလိုင်းတွေလိုဝင်းဆက်တွေလိုကွန်ရက်တွေလိုအတိတ်ပဲအများကြီးတက်ရောက်နေတယ်ဒါကြောင့်အဖို့မကျန်နိုင်တဲ့ဒီပကြီးကားကိုကျွန်တော်ရွှေပေါင်ကွတ်ပြီးတော့ကျွန်တော်ရဲ့နိုင်ကူညီမှုအသင်းရုံးခန်းမှာကျွန်တော်ချိတ်ဆွဲထားမိတယ်ဒီပကြီးကားနဲ့ပတ်သက်ပြီးကျွန်တော်ကြပြပုတ်ရေးလိုက်မိတယ်အဲ့ဒီကြပြလေးကိုဖတ်ပြရင်အမေကိုဂုဏ်ပြုလိုက်ပါတယ်အမေကြပြနာမည်ကတော့အမေကျေးဇူးရဲ့ကွန်ရက်လေလားဝင်းဆက်လေလားဒီရေလားဖြည်းဖြည်းတက်သွားစီယုံမှုအားညီညွတ်မှုအားလက်ချင်းတွဲတာခိုင်မြဲမှုအားကွေးမကွဲတဲ့တို့ပြည်တော်စုအားပြာရောင်နုနု
ငြိမ်းချမ်းမှုအားရာဇဝင်တွင်မဲ့ဂန္ဓဝင်ပကြီးကအဖြူပေါ်အပြာနုအမေစုဆွဲတဲ့မော်ဝင်အနုပညာကဘာဆက်ပြီးဆွဲတဲ့လက်ဆင့်ကံပေးမှုလားဘာဆက်ပြီးမဆွဲရဘူးအမေရဲ့လက်ရဘာမဖြတ်ဝင်ဘူးအမေရဲ့ခံစားမှုဘာမမေးမိန်စေခြင်းအမေရဲ့တင်ပြမှုဘာအကြီးတန်းအောင်မလုပ်ပြရစေနဲ့အမေထက်ဘာတလမကြီးဝင်ပါအမေဘာအာကောင်းလမ်းမစူးဝင်ပါအမေဘာအရှင်လက်လက်မဟာမြေကြီးတဲ့မစင်းဝင်ပါအမေဟာအမေပါပဲအမေရဲ့အမေနောက်မှာပါလို့ရှိတယ်အမေဘေးမှာပါလို့နေမယ်အမေခြေလမ်းတော့ပါလို့ထက်ချက်မကွာလိုက်မယ်အမေမောရင်ပါလို့တွဲခေါ်မယ်အမေစားရင်ပါလို့ခုခတ်ကျွေးမယ်အမေရှောက်လန်းနေတဲ့ငြိမ်းချမ်းမှုကိုပါလို့ဝိုင်းရံပေးမယ်အမေရက်နေတဲ့မျိုးဆက်တဲ့ကိုရက်ကိုပါလို့ချီတောင်ပေးမယ်ပါလို့အမေကိုဒီလိုပဲကျေးဇူးဆက်ခွင့်ပြုပါအမေကဲဟဲ့အမေသားတွေညီစိန်တော်ညီစိန်လက်ချင်းတွဲထားမဟာအင်အားစိတ်ချင်းဆက်ထားမဟာအင်အားရဲသွေးညီထားမဟာအင်အားလက်ချင်းတွဲထားမဟာအင်အားစိတ်ချင်းဆက်ထားမဟာအင်အားရဲသွေးညီထားမဟာအင်အားအမေကျေးဇူးကိုဆက်ကြပါစို့လားကျေးဇူးတင်ပါတယ်